တငယ်ချင်းတောင်းလို့ဒီကောင်သိခံနေရတယ်တလားတလားအလုပ်ဆင်းရတဲ့ခွင့်ရကပုံများကျွန်တော်လည်းအဲ့ကိစ္စပြောမလို့ပဲဦးလည်းအဲ့ကောင်အဲ့လောက်ကိုမပေးသင့်ဘူးထင်ဝန်နေလေးပါလေးလည်းပေးရောပေးတာပေါ့ကွာဝန်နေမှာဘယ်နဲ့ချင်းရှိမှန်းကိုမသိတော့ရဲကြော်မှာလည်းခင်တဲ့စရာဆိုလို့ဒီမိသားစုအတိုင်းအမရှိတာပဲအလကားဝိစားမှုကဦးလိုက်ရဲ့ရဲကြော်ရဲ့အငွေကိုလည်းအကုန်လုံးအပိုင်စီးထားကြတယ်ပြီးတော့လည်းရဲကြော်နှိမ့်ဆက်တာလည်းမျိုးစုံပဲဦးလက်ကတော့ဒီကောင်ကြောင့်ကောင်းကောင်းသိနေတာနဲ့အဲကြောင့်မလို့ဒီကောင်ပေါ်မှာဟိုတခြားဝန်ထမ်းတွေဆိုင်ပါသားပြီးလို့ဖြစ်နေတယ်ဦးလက်ကလည်းသိချင်တို့စီရတာရဲချိုတော်တော်လေးတိုင်အောင်စင်ရှိတယ်လို့ပဲနော်မှန်တယ်ပြောရရင်သူ့ပုံမှာလုံးဝသဘောမကျအမြဲအားမလို့အားမရဖြစ်ရပဲတိုင်အောင်စင်တော်လာပါတော့မပြောတော့ပါဘူးတိုင်ရောစင်ဆိုတဲ့စင်တော်ကျွန်တော်မကြောက်သေးပါဘူးကိုနေတန်သွင်းလို့ရတယ်ပြီးတော့ဒါအလုပ်ချိန်တော့လုပ်ငန်းဝင်လာပြီဆိုတာနဲ့ကိုကြီးကိုတာကိစ္စတွေတဲမလားဆိုတာကိုနေမိသွားတယ်တူတယ်တော့တော့ဒီမှာနို့ကိုရေးကြီးကိစ္စပြောတာမနှောက်ရှက်ပါနဲ့နှောက်ရှက်ပါပဲလုံးဝပြောဖို့မပေးနိုင်အေးဟုတ်ပြီနို့ကိုပြောလို့မရဘူးဆိုတော့အနည်းကိုပြောလို့ရတယ်တော့ပြောတော့ဆို